မင်္ဂလာပါဗျာဒီနေ့ share ပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ procurement management မှာကျွန်တော်တို့ဒီသူ့ရဲ့လုပ်ငန်းစဉ် process တွေမှာကျွန်တော်တို့ KPI တွေထားရင်ကျွန်တော်တို့ဘယ်လိုမျိုး factor တွေမှာကျွန်တော်တို့ဒီ KPI ထားမလဲပေါ့နော်ဘယ်လို area တွေမှာထားမလဲပေါ့နော်အဲ့တော့ number 1အနေနဲ့ကျွန်တော်တို့ဒီ cost saving အပိုင်း cost ကိုကျွန်တော်တို့ saving လုပ်တဲ့အပိုင်းတွေ procurement team ကနေပြီးတော့ပြီးကျွန်တော်တို့တချို့ဘယ်လိုလာတဲ့ cost တွေကျွန်တော်တို့ဘယ်လိုရတဲ့ပစ္စည်းတွေကျွန်တော်တို့မဝယ်မိအောင်မဝယ်တဲ့ရှောင်ရှားတဲ့ cost avoid ပိုင်းတွေပေါ့နော် cost နဲ့ပတ်သက်တဲ့ cost saving ပိုင်းတွေရှိမယ်ပြီးနောက်တစ်ခုကကျွန်တော်တို့procurement ကျွန်တော်တို့ cycle time ပေါ့နော် procurement process တစ်ခုလုံးအတွက်ကို procurement တစ်ခုလုံးရဲ့ charging process cycle time ကိုကျွန်တော်တို့တိုင်းဖို့လိုတယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ခုအနေနဲ့တတိယအနေနဲ့ကတော့ကျွန်တော်တို့ supplier တွေရဲ့ performance ပေါ့နော်ဆိုတော့ performance ကို evaluation လုပ်တဲ့အပြင်ကျွန်တော်တို့ performance မှာကျွန်တော်တို့ဒီ supplier ရဲ့ performance မှာကျွန်တော်တို့ quality ရှိမယ်ပြီး condition ဆိုတာဒီ quality အတိုင်းကို consistency ဖြစ်အောင်ပေါ့နော်ဒါပုံမှန်သွင်းနေတာလားဒါမှမဟုတ်အရေးအတွက်တွေလွဲချော့တာလားဒီနေရာတွေကိုကျွန်တော်တို့ဒီ KPI တိုင်းလို့ကျွန်တော်တို့ရတယ်နံပါတ်4အနေနဲ့ကျွန်တော်တို့ဒီပေါ့ user department တွေကကိုယ်ဝယ်ပေးလိုက်တဲ့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဒီ service ဆိုတော့ product ဆိုတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ satisfaction ဘယ်လောက်ထိရှိလဲပေါ့နော်နံပါတ်5အနေနဲ့ procurement ရဲ့ဒီ under management အတိုင်းဝယ်ယူနေတဲ့ဟာမျိုးရှိတာလားဒါမှမဟုတ် procurement ရဲ့ under management ကိုကြော်ပြီးတော့တခြားဒီ department တွေကသူ့ဘာသူဝယ်ယူသုံးစွဲတဲ့ဟာမျိုးရှိတာလားပေါ့နော်နံပါတ်5ပေါ့နော်နံပါတ်6အနေနဲ့ကတော့ကျွန်တော်တို့ဒီ procurement ROI ပေါ့နော်ဒီ ROI နေပြန်ပြီးတော့တွက်ချက်ပြီးတော့ return on investment ကိုကျွန်တော်တို့ထားပြီးတော့တိုင်းလို့ရတယ်နံပါတ်9အနေနဲ့ကတော့ကျွန်တော်တို့ဒီ procurement မှာကျွန်တော်တို့ဒီ contract နဲ့ပတ်သက်ပြီးတော့ဒီလိုက်နာဆောင်ရွက်မှု contract ချုပ်ဆိုမှုဒါလိုက်နာဆောင်မှုရှိလား contract ရဲ့ဒီ compliance ကိုကျွန်တော်တို့တိုင်းတာပေးဖို့ကျွန်တော်တို့လိုအပ်တယ်ပြီးနံပါတ်8အနေနဲ့ကတော့ကျွန်တော်တို့ဒီ supplier ရဲ့ကျွန်တော်တို့ဒီ risk management ကိုကျွန်တော်တို့ကောင်းကျွန်တော်တို့လုပ်ဆောင်နိုင်ပြီးတော့ကျွန်တော်တို့ဒီ take action take hand ကိုကျွန်တော်တို့လုပ်ဖို့လိုတယ်နံပါတ်9အနေနဲ့ကတော့ကျွန်တော်တို့purchase order cycle ပေါ့နော်ကျွန်တော်တို့ဒီ PR ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ request စလုပ်တဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့ PO confirm ဖြစ်တဲ့အချိန်အထိကိုကျွန်တော်တို့ရဲ့ဒီ process run တဲ့အချိန်မှာ purchase order cycle တိုင်းကကျွန်တော်တို့ဘယ်လောက်ရှိနေလဲပေါ့နော်အဲ့တော့အခြေခံအားဖြင့်ဒီ area 6ခုလောက်ကိုကျွန်တော်တို့ကတည်တည်ချာချာလေးကျွန်တော်တို့တိုင်းတာနိုင်မယ်ဆိုရင်တော့အကောင်းဆုံး requirement process အတွက် KPI တိုင်းတာမှုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ